Bawa Kalili, Chitaika, Dingy, Kalili, Yamaza Bada, and Jama. No? Chitaika, Yamaza Bada, and it and no? Kalili, they meet or as Hadi, and nearly Yamiji, no? Less or all, and as I go, Maria. Oh? As a ye, Chitaika, Yamaza Bada, yet him, Ngasa benda ko din ba ni? Mami. Mami de kali shi la. Shi. Oh, mami de kali shi no, chi thai ni. Myanmar sa ba ya the ma so yin chi thai ka ngasa tong khu ko ta you know. ပထမတစ်ခုကငန်းစာ။ဒါကချိုချိုပြောရအောင်ဆိုတဲ့သင်ခန်းစာလေးကိုသင်မိတာ။တယ်နော်။သင်ခန်းစာနံပါတ်2ကကြတော့ဖတ်တင်ရအောင်။မိတ်ဆက်ကြရအောင်ဆိုတဲ့သင်ခန်းစာလေးကိုချိန်ထားပြီးတော့ပြီနော်။သင်ခန်းစာ3ကကြတော့နောက်ပုံလေးတွေကြည့်ပြီးတော့တလိမ့်ဆန်လေးတွေနဲ့မိတ်ဆက်ခဲ့ကြတယ်။ဟုတ်တယ်နော်။လေးလေးတို့ကသင်ခန်းစာ3ခုကိုသင်ကြားပြီးပါပြီနော်။အဲ့ဒါဆိုလို့ရှိရင်ဒီနေ့ကဘာသင်ခန်းစာလေးသင်ကြားရမှာလဲ။ဒီလေးတို့တွေကကျောင်းသွားတဲ့အခါကျလို့ရှိရင်ကျောင်းမှာသူတွေရှိတော့သူတွေတွေ့ရတယ်ကျောင်းမှာဆိုရင်ရှိရသူတွေ့ရတဲ့သူတွေကသူတွေဆရာမတွေရှိမယ်ဟုတ်တယ်နော်ပြီးလို့ရှိရင်ဘယ်သူတွေရှိမလဲငယ်ချင်းတွေရှိမယ်ဟုတ်တယ်နော်ကလေးတို့မှာကလေးတွေအပေါင်းအသင်းငယ်ချင်းတွေဆိုတာရှိကြတယ်အဲ့ဒီအပေါင်းအသင်းငယ်ချင်းတွေအိမ်ကိုဒီနေ့သွားလေကြမယ်ဆိုတဲ့သင်ခန်းစာလေးကိုသင်ပါဟုတ်နော်သင်ခန်းစာလေးရဲ့နာမည်ကတော့ငယ်ချင်းသွားလေကြမယ်ဆိုတဲ့သင်ခန်းစာလေးပဲဖြစ်ပါတယ်နော်အဲ့ဒါဆိုလို့ရှိရင်ရေးလိုက်တော့သင်ခန်းစာလေးဖတ်ကြရအောင်ဒီလိုနေ့ဒီချက်ထိုက်ကတငယ်ချင်းအိမ်သွားလေကြမယ်ဆိုတဲ့သင်ခန်းစာလေးသင်မယ်လို့ရှိမှာလုပ်ခဲ့တယ်နော်တငယ်ချင်းအိမ်ကိုသွားလေကြမယ်ဆိုတဲ့သင်ခန်းစာလေးပါလေသိလားသက်ဆောင်လေးနဲ့ဥပအောင်အဲ့ဒီသက်ဆောင်လေးနဲ့ဥပါလေကလေးလေးတို့အရွယ်ကိုသိလားအဲ့ချက်ထိုက်ကကလေးလေးတို့ကိုခမနာခိုင်းမယ်နော်ခမနာခိုင်းစဉ်းစားခိုင်းအဲ့ဒီသက်ဆောင်လေးနဲ့ဥပါယောက်ျားလေးနဲ့ဥဖြစ်မယ်လို့ထင်လားမိန်းကလေးနဲ့ဥဖြစ်မယ်လို့ထင်လားမဟုတ်လို့ရှိရင်ယောက်ျားလေးတူမိန်းကလေးတူဖြစ်မယ်လို့ထင်တာဘယ်လိုမျိုးထင်လဲဆက်ဆံကတော့နှစ်ဦးပါမှာတော့ခြေထိုက်ကကလေးလေးလို့ပြောပြပေးမယ်နော်ယောက်ျားလေးနှစ်ဦးလားမိန်းကလေးနှစ်ဦးလားမိန်းကလေးတူယောက်ျားတူလားခင်းနာလေးပြောပြပါနော်ဒီခြေထိုက်ကြည့်နော်ခမှန်းပြီးပြီလားခမှန်းပြီးပြီဆိုရင်ကိုခံမှန်းတဲ့ဟာနဲ့ဒီခြေထိုက်ပြောတဲ့ဟာနဲ့မှန်လားမှားလားဆိုတာကိုကြည့်ရအောင်နော်ဒီထဲမှာလေမိန်းကလေးနှစ်ဦးပါကလေးလေးတို့ရဲ့ဟုတ်ပြီနော်ကလေးလေးတို့အရွယ်ဟုတ်တယ်မိန်းကလေးနှစ်ဦးပါဒီတငယ်ချင်းအိမ်ကိုသွားလေကြမယ်ဆိုတဲ့သင်ခန်းစာလေးရဲ့အဓိကဆက်ဆောင်လေးနှစ်ဦးပါနော်သူတို့နှစ်ဦးပါလေတငယ်ချင်းတွေပါသိတာကလေးတို့ပြီးတော့သူတို့နှစ်ဦးမှာနာမည်လေးတွေရှိကြတယ်လေးလေးတို့မှာလည်းနာမည်လေးတွေရှိတယ်မလားဒီလေးနာမည်ကသူပါမောင်သူပါမက်ဘသူပါဆိုရှိရလေ။အော်မောင်အောင်ဒါမှမဟုတ်လို့ရှိရင်မယွန်းရောမဆုဆုအဲ့လိုမျိုးလေးနာမည်လေးရှိရလေ။ဒီတိုင်းပဲသူတို့ရဲ့တငယ်ချင်းနှစ်ယောက်မှာလေဒီဆက်ဆောင်လေးနှစ်ဦးမှာလေနာမည်လေးရှိတာသိလား။အဲ့ဒါဆိုရင်သူတို့လေးတွေခေါ်တဲ့အတိုင်းနားထောင်ကြည့်ကြအောင်နော်။နာမည်လေးတွေမှတ်ထားရမယ်နော်။ထမဦးဆိုရောက်လာ။သူကအိမ်ထဲမှာရှိတဲ့တငယ်ချင်းကိုလှမ်းပြီးတော့ခေါ်လိုက်တယ်ကလေးဒီလိုပြလေးဒီလိုပြလို့ခေါ်တယ်လင်းလေးရဲ့ခေါ်လိုက်တယ်လို့ခေါ်တော့သူ့နာမည်အိမ်ထဲကသူ့ရဲ့တငယ်ချင်းကိုခေါ်လိုက်တာလင်းလေးရဲ့ဆိုပြီးတော့ခေါ်လိုက်တာဒီနော်အိမ်ထဲကနေပြီးတော့သူ့တငယ်ချင်းကထွက်လာပြီးတော့နော်ဖောပါပါလားဆိုပြီးတော့သူ့တငယ်ချင်းဟာနောက်ဆက်ပေါ့နော်အဲ့တော့ဒီကောင်မလေးနှစ်ယောက်နာမည်ကိုကလေးလေးတို့ကမှတ်ထားရမယ်နော်ဒီကလေးမလေးနဲ့ဦးရဲ့နာမည်ကဘယ်လိုခေါ်လဲအိမ်ထဲကထွက်လာတဲ့ကလေးမလေးရဲ့နာမည်ကကလေးလေးရဲ့နာမည်ကဘယ်သူခေါ်တော့လင်းလင်းလို့ခေါ်တယ်ဟုတ်တယ်အပြင်ကနေပြီးတော့လာတဲ့သူကကြတော့လူရော
နာမည်ဘယ်လိုခေါ်တော့နော်ဖောဝါလို့ခေါ်တယ်နာမည်ထွက်ထားနော်သပင်လေးစီးထားတဲ့ကလေးလေးကနော်ဖောဝါလို့ခေါ်ပါတယ်နော်ဒီခုတ်လေးတက်ထားတဲ့ကောင်မလေးရဲ့နာမည်ကကြတော့လင်းလင်းလို့ခေါ်တယ်သူတို့နှစ်ဦးကတငယ်ချင်းတွေပါနော်ဒီအဲ့ဒါဆိုလို့ရှိရင်ခြေထိုက်ကမေးမယ်နော်လင်းလင်းအိမ်ကိုနော်ဖောဝါကလာလေတာလားနော်ဖောဝါအိမ်ကိုလင်းလင်းကလာလေတာခုလက်ရှိညီဝဲလေးရဆိုလို့ရှိရင်ကလေးလေးပြောကြည့်ပါဦးနဲ့ဟုတ်တယ်လင်းလင်းနေတဲ့အိမ်ကိုနော်ဖောဝါကလာလေတာဟုတ်ပြီနော်ဒီအဲ့ဆိုသူတို့ဆက်ဆောင်လေးနဲ့ဦးဘာတွေဆက်ပြောကြမလဲဆိုတာဆက်ကြည့်ကြရအောင်နိထိုက်လို့အဲ့ဒီချိန်မှာလင်းလင်းကနော်ဖောဝါလေးကိုမြင်နေမြင်ရောသူကပြောတယ်လာတဲ့အထဲကိုဝင်ခဲ့လေတဲ့မင်းတို့ငါ့အိမ်နဲ့ခေါ်ပြရအောင်လေတဲ့ပထမအောင်ဆုံးမိဖို့ကြအောင်ကြည့်နော်ဆိုပြီးတော့လင်းလင်းကလေနော်ဖောဝါလေးခေါ်လိုက်တယ်အိမ်ထဲကိုတစ်ခုမှာထားမယ်နော်ကလေးလေးတွေကိုသိရမှာတငယ်ချင်းအိမ်ကိုကသွားလေတဲ့အခါကျရင်လေကလေးလေးကိုလည်းကလေးလေးတို့တငယ်ချင်းအိမ်ကိုသွားလေတတ်တယ်မလားအဲ့ဒါပေါ့အဲ့တော့သွားလေတဲ့အခါကျလို့ရှိရင်လေတငယ်ချင်းရဲ့ဖိတ်ခေါ်မှုရမှတငယ်ချင်းရဲ့အိမ်ကိုသွားလေရမယ်နော်ကိုယ်မဖိတ်ထားပဲနဲ့တငယ်ချင်းရဲ့အိမ်ကိုဘာဖြစ်ရတော့သွားလေလို့မရဘူးနော်ကလေးလေးတို့ဖိတ်သူတစ်ပါးရဲ့အိမ်ဆိုတာဟာဖိတ်ခေါ်မှုရှိမှသွားလေသင့်ပါတယ်နော်ဒါဟာယဉ်ကျေးမှုတစ်ခုပါနော်ကလေးလေးတို့ပြီးတော့သူတစ်ပါးအိမ်ကိုရောက်ပြီဆိုတဲ့အခါကျလို့ရှိရင်သူတစ်ပါးရဲ့ခွင့်ပြုချက်မရဘဲနဲ့နော်ကိုကကင်ကြည့်တာဟိုပစ္စည်းကင်ကြည့်တာဒီပစ္စည်းကင်ကြည့်တာဟိုဟာမင်းမျက်နှာဒီဟာမင်းမျက်နှာမျိုးကိုအဲ့ဒီလိုမျိုးမလုပ်ပါဘူးနော်ကလေးလေးတို့သူတစ်ပါးအိမ်ကိုသွားလေတဲ့အခါကျတငယ်ချင်းအိမ်မှာမဟုတ်ဘူးနော်ကလေးလေးတို့ရဲ့တစိမ့်အိမ်ဘသူအိမ်ပဲတစိမ့်အိမ်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ကြီးကြီးတို့မမတို့ဦးဦးတို့တော်တို့အိမ်ဖိုးဖိုးဖွားတို့အိမ်တွေပဲသွားနေတယ်ဘသူအိမ်ပဲသွားနေတယ်နော်ကိုယ့်အိမ်မဟုတ်ပဲနဲ့တပားသူတခြားသူရဲ့အိမ်ကိုသွားနေတဲ့အခါကျလို့ရှိရင်ကလေးလေးတို့တွေထားရမယ်စီကံဟာဘာလဲဆိုလို့ရှိရင်သူတပားပစ္စည်းသူများအိမ်မှာရှိတဲ့ပစ္စည်းတွေကိုခွင့်ပြုချက်မရဘဲနဲ့မကိုင်ရအောင်ဟုတ်ပြီနော်ပြီးလို့ရှိရင်ခွင့်ပြုချက်မတောင်းဘဲနဲ့မမေးမြန်းရအောင်ဟုတ်ပြီနော်ကလေးလေးတို့ကတကယ်လို့သိချင်တယ်မင်းမြတ်ချင်တယ်ကင်တွယ်ချင်တယ်ဆိုလို့ရှိရင်အဲ့ဒီကလေးလေးတို့သွားတဲ့အိမ်ရှင်ရဲ့ခွင့်ပြုချက်ကိုတောင်းခွင့်ပြုချက်ကိုတောင်းပြီးတော့မှကလေးလေးတို့ဖွင့်တောင်းပြီးတော့မှမလုပ်တဲ့ကင်တွယ်ရမယ်မင်းမြတ်ရမယ်နော်အဲ့ဒါအရေးကြီးဆုံးနော်ကလေးလေးတို့အဲ့ဒီလိုခွင့်ပြုချက်တောင်းပြီးတော့မင်းမြတ်တာညာပစ္စည်းကိုကင်တွယ်တယ်ခွင့်ပြုချက်တောင်းပြီးတော့မှကင်တွယ်တယ်ဆိုတာဟာလေရင်ကျေးတဲ့အပြုခုပါနော်အပြုမူကောင်းလေးတစ်ခုပါလေးလေးတို့ကအပြုတ်မူကောင်းလေးတွေကိုစုဆောင်းတတ်ရမယ်နော်အဲ့ဒါမှတဖြည်းဖြည်းနဲ့အပြောဆိုအပြုတ်မူကောင်းလေးတွေရောဖြစ်လာရှိတာပါလေကလေးဒီတစ်ခါကျတော့နင်းလေးရလေနော်ဟောပါလေးလာတဲ့ကျောက်ဝင်လာခဲ့တယ်မင်းတို့ငါ့ရင်ခေါ်ပြရအောင်လေဆိုတော့သူကိုယ်တိုင်ခေါ်ပြတာဒါကကြာဟုတ်ပြီနော်နင်းလေးကဒီအိမ်နဲ့အိမ်ရှင်လေဟုတ်တယ်မလားအိမ်ရှင်ဆိုတော့သူကခေါ်ပြတယ်သူဘယ်နေရာကိုခေါ်ပထမဆုံးခေါ်သွားတာလေဆိုတော့မီးပို့ချအောင်ကြည့်နော်ဆိုပြီးတော့ဟုတ်ပြီနော်မီးဖို့ချောင်းနေလဲရောက်ပါမီးဖို့ချောင်းနေလဲရောက်လေရောက်နော်ဖောဝါလေးကကလေးလေးတို့လိုပဲလေဟုတ်တယ်မလားမြင်သမျှကိုဘာဖြစ်တော့သိချင်တယ်လေဟုတ်တယ်ဒါလေးကိုဘလို့ခေါ်တာလေဒါလေးကိုဘလို့ခေါ်တာလေဘလို့မျိုးပုံစံမျိုးရှိတာလေဆိုတာသိချင်တဲ့အခါကျနော်ဖောဝါလေးကလည်းလင်းလင်းကိုမေးတယ်စပြီးမီးဖို့ချောင်းနေရောက်တာနော်ဖောဝါလေးမေးတဲ့ပုံစံကိုသိချကြည့်ရနော်ကလေးလေးတို့လည်းအဲ့လိုမေးလို့ရတယ်နော်တငယ်ချင်းရောက်တာပဲဖြစ်ဖြစ်တခြားအိမ်တွေပဲရောက်တာပဲဖြစ်ဖြစ်အဲ့လိုမေးမြန်းလို့ရတယ်နော်သိချင်စိတ်ရှိလို့ရှိရင်ဘာလို့ရတော့မေးမြန်းထည့်ရတယ်ဟုတ်ပြီနော်နော်ဘောဝါလေးကသိချင်စိတ်ရှိတဲ့အခါကျတော့ဘာလို့မေးပြီနော်ဒါပါလေတဲ့မေးတယ်လည်းမျိုးထိုးပြီးတော့တွေ့တယ်ကလေးလေးတို့တွေ့တယ်နော်ဒါပါလေတဲ့အဲ့ဒီကတော့လင်းလင်းကလည်းသူ့တငယ်ချင်းမေးတာကိုစိတ်ရှိလက်ရှိပြောပြပေးတယ်တခုမှတ်ထားရမှာနော်သူတစ်ပါးကမသိလို့မေးမြန်းလို့ရှိလို့ရှိရင်ကလေးလေးတို့သိတာစိတ်ရှိလက်ရှိရှင်းပြထည့်ရမှာနော်အဲ့ဒါဟာလေအပြုတ်မူကောင်းတစ်ခုပါနော်ကလေးလေးတို့အဲ့ချိန်မှာလင်းလင်းကသူ့တငယ်ချင်းလေးပြောတာကိုသူကစိတ်ရှိလက်ရှိပြောတယ်ဒါကလေတဲ့ဟိချက်တဲ့အိုးပေါ့ဆိုပြီးသူကပြောတယ်နူဖိုးဝါလေးဒီအိုးကဟိချက်တဲ့အိုးလားဆိုပြီးသူကပြောတယ်အဲ့ထဲမှာမှတ်လိုက်ဟုတ်ပြီနော်ဟင်းချက်တဲ့အိုးတွေကတအိမ်နဲ့တအိမ်တူချင်မှတူတာလေနော်ဘောဝါတို့အိမ်မှာတမျိုးဖြစ်ချင်းဖြစ်နေမယ်နင်းလင်းတို့အိမ်မှာကျတော့ဒီပုံစံရှိနေတယ်ဟင်းချက်တဲ့အိုးကဒါဟင်းချက်တဲ့အိုးလားဆိုပြီးတော့နော်ဘောဝါလေးကမှတ်ထားလိုက်တယ်ဟင်းချက်တဲ့အိုးလားဆိုဟုတ်ပြီနော်အဲ့ဒါလည်းပြီးရောနော်ဘောဝါလေးကမပြီးသေးဘူးတော့ခလေးလေးလိုပဲထပ်ပြီးတော့သိကျင်စိတ်များသေးတယ်
ထားဟောပါလေတဲ့ထပ်ပေးတယ်သူကထားဟောပါလေတဲ့လက်ညှိုးထိုးရတယ်တွေ့လားအဲ့တော့ထားဟောတဲ့ဘာလဲတဲ့ထပ်ပေးတယ်အဲ့တော့သူဘာပြောလဲဆိုတော့ဒီနေ့ရတာလေဒါချင်းတောင်ပေါ့ဆိုပြီးထပ်ပြောတယ်ချင်းတောင်နော်ချင်းတောင်သိရမလားကလေးလေးတို့မမေတို့ဈေးသွားတဲ့အခါကျလို့ရှိရင်လေဈေးချင်းတောင်လို့ခေါ်တယ်လေဟုတ်တယ်နော်ကလေးလေးတို့ကြောင်းနေပါသွားတဲ့အခါကျရင်ထမင်းကြိုက်တွေထမင်းဖူးတွေထည့်သွားတဲ့ချင်းတောင်လေးရှိတယ်လေအဲ့ဒီလိုပစ္စည်းကိုချင်းတောင်လို့ခေါ်ပါတယ်တငယ်ချင်းလေးလေးကချင်းတောင်လို့ပြောတော့ဟောပါလေကဟောချင်းတောင်ကိုဆိုပြီးတော့သူ့ရဲ့ခေါင်းထဲမှာမလုပ်လိုက်မှတ်ထားလိုက်။အိုးချင်းတောင်ကိုဆိုတာဟာနော်ဘောဝါလေးကအဲ့ဒါနော်ပြန်ပြောတာမဟုတ်ဘူးနော်။ကလေးတို့သူဒီပစ္စည်းကိုဘယ်လိုခေါ်လဲဆိုတာမှတ်လိုက်တယ်။အဲ့တော့ကလေးလေးတို့ကလေပစ္စည်းတစ်ခုကနာမည်ကိုသိသွားပြီဆိုရင်ကိုယ့်ရဲ့သိချင်စိတ်အရာမေးမြန်းပြီးသွားလို့သူတစ်ပါးကပြောပြလို့ကိုကသိသွားပြီဆိုလို့ရှိရင်အဲ့ဒီသိသွားတဲ့ဟာကိုကမလုပ်တတ်ရမယ်။မှတ်တတ်ရမယ်နော်။နော်ဘောဝါအဲ့ဒါ line မှတ်နေတယ်။ဟုတ်ပြီနော်။နော်ဘောဝါအဲ့ဒါမှတ်နေရနော်။ချင်းတောင်ကိုဆိုတာဟာနော်ဘောကသူ့ရဲ့ခေါင်းထဲမှာချင်းတောင်ဆိုတာဒီပစ္စည်းလေးကိုချင်းတောင်လို့ခေါ်တယ်ဆိုတာကိုမှတ်လိုက်တာဟုတ်ပြီနော်အဲ့တော့ကိုသိချင်းစိတ်ကြောင့်သူတစ်ပါးကိုမေးမြန်းပြီးသွားလို့ရှိရင်သူတစ်ပါးကပြန်ဖြေတဲ့ခါကျရင်သူတစ်ပါးရဲ့အဖြေကိုကလေးလေးတို့ကမလုပ်ထားသိသိချာချာမှတ်ထားရဟုတ်ပြီနော်အဲ့ဒါမှဘယ်လိုခေါ်တယ်ဘယ်လိုပြောတယ်ဘယ်နေရာမှာတွေ့ရတယ်ဆိုတာကလေးလေးတို့ကမိဟုတ်ပြီနော်အဲ့ဒါကိုဘ ഹു တုတရှာဖွေတယ်လို့လည်းခေါ်လို့ဟုတ်ပြီနော်အဲ့ဒါဆိုရင်နောက်တစ်ခုကြည့်မယ်ထပ်ပြီးရဲ့နော်ဘောကသူခုနဟင်းချက်တဲ့အိုးကိုလည်းသူတိသွားပြီလင်းလင်းတို့အိမ်ကဟင်းချက်တဲ့အိုးလည်းသူတိသွားတယ်ဟုတ်တယ်နော်ပြီးတော့ချင်းတောင်လည်းသူတိသွားပြီကိုဒီတစ်ခါကျတော့မေးတယ်သူကထပ်မေးတယ်ဘာလဲတဲ့ထပ်မေးတယ်လမ်းတို့ထွေးဟိုကဘာလဲတဲ့ဟုတ်ပြီနော်ဟိုကဘာလဲဆိုပြီးတော့လင်းလင်းလေးရတယ်ဖြည့်ပြီးတယ်ဟိုကရင်နွေးအိုးပါဆိုပြီးတော့ပဲအဲ့ဒီနော်ဘောဝါလေးလမ်းမျိုးထိုးပြတဲ့အိုးလေးကိုရင်နွေးအိုးလို့ခေါ်ပါတယ်နော်ကလေးလေးတို့ရင်နွေးအိုးရင်နွေးတယ်တဲ့အခါလေးရေထည့်ပြီးတော့အောက်ကနေမိအပူပေးရတယ်ရင်နွေးအိုးလေးအဲ့ဒါရင်နွေးအိုးလို့နော်ဘောဝါလေးကတလုံးပြန်သူကလိုက်မှတ်တယ်အိုးရင်နွေးအိုးကိုဆိုပြီးတော့သူကဘာလုပ်လိုက်တယ်ပြောထပ်မှတ်လိုက်တယ်အဲ့ဒါဆိုလို့ရှိရင်ခြေထိုက်ကနောက်ပုံလေးတစ်ပုံပြမယ်နော်။နော်ဘောဝါကဒီတစ်ခါရင်နွေးအိုးကိုမှတ်ပြီးသွားပြီဆိုတော့သူကနောက်တစ်ခုထပ်မိတယ်။ဟိုထပ်မိတယ်။ဟောဘာတော့ဆိုပြီးထပ်မိတယ်။ဟောဘာတော့ဆိုလက်ညှိုးလေးထပ်ထိုးပြီးတော့မိတဲ့အခါကျတော့နော်ဘောဝါလေးလက်ညှိုးထိုးပြီးမိတာကဘာဖြစ်စီလေးဘာလေးလဲရင်ကလေးလေးအိမ်မာလေးမိဖို့ကြောင့်မှတွေ့ရတယ်ဘာလို့ရေအိုးဟုတ်တယ်အဲ့တော့ဒီနေ့ကပြောတာပေါ့ဟိုကတောက်ရေအိုးပါတဲ့အဲ့တော့နော်ဘောဝါလေးကလည်းဘာလုပ်လိုက်မှတ်ထားလိုက်တယ်။အော်ဒါလင်းလင်းတို့အိမ်ကတောက်ရီအိုးကိုဆိုပြီးတော့မှတ်ထားလိုက်တယ်။ဟုတ်ပြီနော်။အဲ့ဒါနဲ့မဘောဝါလေးကမိဖို့ချောင်းထဲမှာလိုက်ကြည့်ရနေပြီးတော့မှထပ်ပြီးတယ်။ဟောတယ်။အောင်ပါလေဆိုလက်ညှိုးလေးထိုးပြီးထပ်ပြီးလိုက်တယ်။ဟုတ်ပြီနော်။မဘောဝါလေးကထပ်ပြီးတော့လေးလေးကပြောတယ်။အော်မဘောဝါလေးလက်ညှိုးထိုးပြနေတဲ့ဟာလေးကဘာလို့အဲ့ဒါကပကံလုံးဆိုပြီးတော့ပြောတာ။ဟိုကပကံလုံးပါတဲ့။အဲ့တော့ဘောဝါလေးကလည်းအိုးဒါလင်းလင်းတို့အိမ်ကပကံလုံးလားဆိုပြီးတော့သူ့စိတ်ထဲမှာမလုပ်လိုက်တာတော့မှတ်ယူလိုက်တာနော်ကလေးလေးတို့ပကံလုံးဆိုတာပြီးတော့ပြီဆိုတော့ထပ်မေးတဲ့လက်ညှိုးလေးထုတ်ပြီးတော့ဟိုလေးလေးရဲ့ဓာရီရအောင်ဘာတွေလဲဆိုပြီးတော့ထပ်မေးတော့ဟုတ်ပြီနော်အဲ့တော့လင်းလေးကဓာရီရတဲ့ဇွန်တွေပါတဲ့အဲ့တော့နော်ဘောဝါလေးမေးသွားတဲ့မိကုန်းလေးတွေတတိထားပြီးတာမသိဘူးနော်ဒီဟာကရောဟိုဟာကရောဓာတွေကရောဆိုတဲ့စကားလုံးလေးတွေကိုသုံးသွားတယ်နော်ကလေးတွေလည်းအပြင်မှာပတ်ဝန်းကျင်မှာမိကုန်းတွေမေးတဲ့အခါကျရင်ကြီးကြီးရေမမေရေဖေဖေရေမမရေကိုကိုဒီဟာကရောဟာကရောဓာလေးကရောဆိုပြီးတော့ကလေးတွေကဘုလားမိကုန်းလေးတွေအဲ့လိုစကားလုံးလေးတွေနဲ့ထည့်ပြီးတော့မြန်မာစကားမှာပြောလို့ရတယ်နော်ကလေးအဲ့တော့ဒါရီရောဘာလဲဆိုတော့ဇွန်းတွေပါဆိုပြီးပြောတော့ဟိုဇွန်းတွေကိုဆိုပြီးတော့ဘောဝါလေးကမှတ်ထားလိုက်ဟုတ်ပြီနော်အဲ့ဒါသူကမပြီးသေးဘူးတော့အဲ့ဒီထဲကနေပဲထပ်ပြီးတော့သူကကြည့်ပြီးတော့ဟွာရီရောဆိုပြီးထပ်ပြီးချက်လေးစီထားလေးအဲ့ဒါဘာတော့လေးအဲ့ဒါဟာအကံပြားလို့ဟုတ်ပြီနော်အပြားကြီးလို့လေအဲ့ဒါကိုအကံပြားလို့နော်ဟိုဟာတွေကတော့ပကံပြားတွေပါဆိုပြီးလေးလေးကပြောလိုက်တော့ဟိုပကံပြားတွေကိုဆိုပြီးတော့ဟိုဟာလေးကမှတ်ထားလိုက်တယ်
နဘောဝါလေးမှတ်ထားပြီးတော့နဘောဝါလေးကလေငါတဲ့နင်းဟိုတဲ့နင်းလေးကိုပြောတာနင်းလေးကနဘောဝါလေးကိုပြောတာနော်နင်းဟိုတဲ့ဟင်းချက်တဲ့အိုးတွေဟုတ်ပြီနော်တောက်ရည်အိုးတွေရေနွေးအိုးတွေဟုတ်ပြီနော်နောက်ဘာတွေပြောရသေးလဲသူမိဘတွေမှာရှိတဲ့ချင်းတောင်းတို့နားနေနော်လေးလေးတို့အဲ့ဒါလေးအကုန်လုံးသူဖာပြောရတာပြောသွားတယ်လေဟုတ်တယ်နော်ဒါပေမဲ့လေလင်းလင်းတို့မိဖို့ကြောင့်လည်းမှရှိတာကခုနကလင်းလင်းပြောနဘောဝါလေးမေးတဲ့ပစ္စည်းတွေပဲရှိတာမဟုတ်ပကံလုံးတို့ပကံပြားတို့ပဲရှိတာမဟုတ်လေအခြားပစ္စည်းတွေလည်းအများကြီးရှိတယ်ကလေးတို့လည်းအတူတူပဲလေကလေးတို့မိဖို့ကြောင့်လည်းအခုသွားကြည့်လိုက်နဘောဝါလေးပြောတယ်ပစ္စည်းတွေအကုန်ရှိရလေဟုတ်တယ်နော်တောင်ရီအိုးလည်းရှိတယ်ဗာရှိတော့ဟိုအများကြီးပဲလေနင်းချက်တဲ့အိုးလည်းရှိတယ်ပကံလုံးလည်းရှိတယ်ပကံပြားလည်းရှိတယ်ဇွန်းလည်းရှိတယ်ဟုတ်တယ်နော်ပြီးလို့ရှိရင်ရင်နွေးအိုးလည်းရှိတယ်ချင်းတောင်းလည်းရှိတယ်အကုန်ရှိတယ်လေဟုတ်တယ်မလားဒါပေမဲ့လင်းလင်းရဲ့မိဖို့ကြောင့်လည်းမှာခုနနော်ဖောဝါလေးမိတဲ့ဟာပဲရှိတာအများကြီးရှိတယ်ဘာတွေရှိလဲဆိုလို့ရှိရင်ဟောဒီမှာကြည့်ဘာတွေရှိလဲဆိုလို့ကလေးလေးတွေဒီပေါ်မှာကြည့်ဒီစင်ပေါ်မှာတင်ထားတဲ့ပစ္စည်းလေးကိုတွေ့တာဒီပစ္စည်းလေးကိုဘယ်လိုခေါ်လဲဆိုလို့ရှိရင်အုံချေလို့ခေါ်ပါတယ်ဟုတ်ပြီနော်အုံချေဆိုတာဟာဘယ်နေရာတွေမှာအသုံးပြုတာလဲဆိုလို့ရှိရင်အုံသီးချစ်တဲ့နေရာတွေမှာအသုံးပြုပါတယ်ကလေးလေးတို့လေမြန်မာမုတ်တွေစားတဲ့အခါကျလို့ရှိရင်အပေါ်ကနေပြီးတော့အုံသီးလေးတွေဖြူပေးတယ်မလားအမြင်မြင်လေးတွေလေအဲ့ဒီအမြင်မြင်လေးတွေကိုရဖို့အတွက်အဲ့ဒီအုံချင်နဲ့ချစ်ရဟုတ်ပြီနော်အုံသီးကိုအုံချင်နဲ့ဒီလိုချစ်ပြီးတော့ခုကလေးလေးတို့မြန်မာမုတ်ပေါ်မှာအလုပ်ပြလိုက်ဖြူပေးလိုက်တယ်လေအုံသီးများထည့်ပါဆိုပြီးတော့လေမြန်မာမုတ်မှာအုံသီးများထည့်ပြီးတော့စားလို့လေအရင်စားကောင်းတာလေဟုတ်ကဲ့နော်အဲ့ဒီအုံချစ်ကအုံသီးကိုချစ်တာနော်ပြီးတော့ဒါလေးကကြတော့အချိုပကံလုံးလို့ခေါ်ပါတယ်အချိုပကံလုံးကိုကြတော့လက်ဖိတ်တောက်တဲ့နေရာတွေကော်ဖီတောက်တဲ့နေရာတွေမှာအသုံးပြုပါတယ်နော်ဒါလေးကိုကြတော့ဒီမှာကြတော့အချိုပကံပြားလို့ခေါ်ပါတယ်အချိုပကံလုံးနဲ့အချိုပကံပြားအစုံပါနော်ကလေးလေးတို့ဧည့်သည်လာလို့ရှိရင်ကော်ဖီထော်တိုက်တဲ့အခါလက်ဖိတ်ထော်တိုက်တဲ့အခါကြလို့ရှိရင်ဒီအချိုပကံပြားနဲ့အချိုပကံလုံးကိုထပ်ပြီးတော့မှအဲ့ဒီကိုသုံးဆောင်ပါဆိုပြီးတော့အဲ့ဝေဖြစ်ပြီလေဟုတ်တယ်နော်ကဲပြီးတော့ဒါလေးကကြတော့ဖန်ခွက်လို့ခေါ်ပါတယ်ဟုတ်ပြီနော်ဖန်ခွက်ကိုကြတော့ရေတောက်တဲ့အခါတွေအေးတောက်တဲ့အခါတွေမှာဖန်ခွက်ကိုအသုံးပြုပါတယ်နော်ကဲနောက်ဒီပစ္စည်းလေးကိုကြတော့ဘယ်လိုခေါ်လဲဆိုတော့ကတော့လို့ခေါ်တယ်ဒီပစ္စည်းလေးနော်ကတော့လို့ခေါ်တယ်ကတော့ကဘယ်နေရာတွေမှာအသုံးပြုလဲဆိုတော့စီချိန်တဲ့နေရာတွေမှာအသုံးပြုတယ်စီကိုထည့်တဲ့အခါလေးကတော့လေးထည့်ချိန်တာလေဒီလိုမျိုးလေးလေးလုံးအိုးပုတ်တွေကနေကစားမှုတယ်ဆိုလို့ရှိရင်သိလိမ့်မယ်ကတော့လေးတွေနဲ့လေစီချိန်တန်းကစားကြရအောင်ဆိုပြီးတော့အဲ့လိုမျိုးကစားကြတယ်လေတို့ကစားနည်းတွေလည်းကစားပါနော်တစ်ချိန်လုံးဖုံးပြီးပဲကြည့်ပြီးတော့ game ပဲမကစားကြဘူးနော်အပြင်မှာရှိတဲ့ကစားနည်းတွေကိုလည်းကလေးလေးတို့ပတ်ဝန်းကျင်ကတငယ်ချင်းတွေနဲ့အတူတူကစားတတ်အောင်နေပါနော်ပုံမီတစ်ချိန်လုံးကြည့်ပြီးတော့လည်းမနေပါနဲ့နော်ကလေးလေးတို့ကကိုလက်လှုပ်ရှားလိုအပ်တယ်ဒီလိုမျိုးအိုးဘုတ်တွေနဲ့လည်းကစားရမယ်တငယ်ချင်းတွေနဲ့ဟုတ်ပြီနော်ဒါမှကလေးလေးတို့ကအောက်တဲ့ဆက်ဆံရေးကပို့ပြီးပြောစရာကောင်းပါလေဟုတ်တယ်မတငယ်ချင်းတွေနဲ့ဆော့ရတာဟုတ်နော်ဟုတ်ပြီဒါလေးကိုကတော့လို့ခေါ်ပြီးသွားရင်ဒါလေးကိုကျတော့ဘာလို့ခေါ်လဲဆိုစကားလို့ခေါ်ပါတယ်မှတ်ထားပါနော်ဘယ်လိုခေါ်တော့စကားလို့ခေါ်တယ်စကားဆိုလို့ရှိရင်အရွက်တွေပါတယ်ခြွေပြီးတော့လှမ်းတဲ့နေရာမှာသုံးတယ်ရေးဆေးတဲ့နေရာမှာအသုံးပြုတယ်တော်တော်များများဟာအိမ်မီးဖို့ကြောင့်ပစ္စည်းတွေမှာစကားဟာတော်တော်အရေးပါပါတယ်နော်မမေတို့အများဆုံးသုံးတဲ့ပစ္စည်းတွေဟုတ်ပြီနော်ပစ္စည်းလေးတွေနာမည်ခေါ်တာလေးတွေမှတ်ထားနော်ဒါကြတော့စကောလို့ခေါ်တယ်စကောကကြတော့စံပြတဲ့နေရာမှာသုံးတာဒီခေတ်မှာတိတ်ပြီးတော့စံမပြကြတော့ဘူးကလေးလေးတို့တိတ်ပြီးမှုချင်ပါစံပြရဲဆိုတာအဲ့စကောတွေကိုစံနေထည့်ဒီလိုနဲ့စပတ်စီလုံးလေးတွေချွေးရဟုတ်ပြီနော်အဲ့ဒါစကောလို့ခေါ်တယ်စကောကိုအသားတွေပါလှမ်းတဲ့နေရာတွေမှာလည်းအသုံးပြုတယ်စကောကအများကြီးအသုံးပြုပါတယ်နော်ကလေးလေးကိုပြီးတော့ဒီပစ္စည်းလေးကိုကြားတော့ဓာလို့ခေါ်တယ်ဓာကတော့ဒီလိုသိပြီးသားပါနော်ဓာကြီးကိုကြားတော့ဒီစကောတွေစကားတွေကြောတွေတင်ထားတဲ့အောက်ကဟုတ်ပြီနော်အောက်ကကြောင်လို့ခေါ်လဲဆိုတော့ကြောင်အိမ်လို့ခေါ်ပါတယ်ဟုတ်ပြီနော်ကြောင်အိမ်ထဲမှာဟင်းချက်ပြီးသားတွေကိုနေတော့ထည့်သိမ်းနေရှိရလေဒီလိုဟင်းမခိုးစားရအောင်နော်ဟုတ်လားအဲ့ဒီကြောင်အိမ်ထဲမှာချက်ပြီးသားဟင်းတွေကိုထည့်သိမ်းနေနေတော့ဟုတ်ပြီနော်ပြီးတော့ဒါကကြတော့ဒေအိုးလို့ခေါ်တယ်မှတ်ထားနော်ဘယ်လိုခေါ်လို့ဒေအိုးကိုဘဲဦးကြော်တဲ့နေရာတွေဟင်းရွက်ကြော်တဲ့နေရာတွေမှာဒီလိုလေးကြော်တာလေအဲ့ဒီကြော်တဲ့နေရာတွေအသုံးပြုတယ်။ဘာလို့ကြောင့်လဲရောင်းမလို့ခေါ်တယ်
ဒါကိုကြတော့စင်တီတုံးလို့ခေါ်တယ်နော်အားတွေငါးတွေလှီးတဲ့အခါလေးစင်တီတုံးလို့ခေါ်ပါတယ်နော်ပြီးတော့ဒါလေးကကြတော့လက်တုပ်ဘဝဟုတ်ပြီနော်မေမေတို့ဟင်းအိုးတွေပါလှက်မဲဆိုလို့ရှိရင်တုပ်ဘဝလေးနဲ့ကင်ပြီးတော့ပူမှာကြောက်လို့လေလက်ခုပ်လေးနဲ့ကင်ပြီးတော့ကင်တာဒါမှမဟုတ်လို့ရှိရင်လက်ဆေးပြီးသွားလို့ရှိရင်တုပ်တာလက်တုပ်ဘဝပြီးလို့ရှိရင်ဒီပစ္စည်းလေးကိုကြတော့သူကဘယ်လိုခေါ်လဲဆိုဒီအောက်ကပစ္စည်းလေးကိုငရုတ်စုံလို့ခေါ်ပြီးတော့ဒီအပေါ်ကပစ္စည်းလေးကိုငရုတ်ချက်ဝေးလို့ခေါ်ပါတယ်သူကဘယ်နေရာမှာအသုံးပြုတာလဲဆိုကြက်သွန်ဒီငရုတ်ပြီးထောင်းတဲ့အခါဟုတ်ပြီနော်ဒီလိုလေးထောင်းတဲ့အခါကြားလို့ရှိရင်ငရုတ်စုံနဲ့ငရုတ်ချက်ဝေးကိုသုံးပြုပါတယ်ဟုတ်ပြီနော်ဒီဟာတစ်ခုလုံးဟာလေကလေးလေးတွေမှတ်ထားရမှာကဒီတစ်ခုလုံးဟာဒါဟာလင်းတို့အိမ်ရဲ့မိဖို့ကြောင့်ဟုတ်ပြီနော်ကလေးလေးတို့အဲ့ဒါဆိုလို့ရှိရင်လင်းကသူ့ရဲ့နော်ဘောဝါလေးကိုသူ့ရဲ့အိမ်ရဲ့မိဖို့ကြောင့်ပစ္စည်းတွေအားလုံးကိုသူကလိုက်ပြပြီးသွားပြီဆိုတော့အခုပဲသွားကြမလဲဆိုပြီးတော့နော်ဘောဝါလေးကပြီးတော့အိတ်ခမ်းသွားကြမယ်ဆိုပြီးတော့လင်းကသူ့ရဲ့အိတ်ခမ်းလေးကိုနော်ဘောဝါလေးကိုခေါ်သွားတယ်ဟုတ်ပြီနော်အိတ်ခမ်းလေးနဲ့ရောက်နေရအောင်နော်ဘောဝါလေးကပြီးဒါတွေကဘာတွေလဲဆိုပြီးတော့ပြီးတယ်အဲ့တော့လင်းကလည်းဘာပြန်ပြောလဲဆိုတော့ဒါဖြာလို့ခေါ်တယ်တဲ့အောက်ကတွေ့လားငဒင်းအောက်ကလေဒါလေးကိုဖြာလို့ခေါ်တယ်တဲ့ဘောကကျတော့ခေါင်းအောင်လို့ခေါ်တယ်ဆိုပြီးတော့သူကပြောတယ်ဟုတ်ပြီနော်ပြီးတော့လင်းကထပ်ပြောတယ်ဒါကစောင်းတဲ့ငဒင်းပေါ်မှာရှိတဲ့ပစ္စည်းလေးကအဝါရောင်လေးကစောင်းလို့ခေါ်ပြီးတော့အပေါ်မှာရှိတဲ့ဟာကကျတော့ရှင်တောင်းလို့ခေါ်ပါတယ်ဆိုပြီးတော့လင်းကဘောဝါလေးပစ္စည်းလေးတွေမိတ်ဆက်ပြီးတော့လင်းအိတ်ခမ်းထဲမှာရှိတဲ့အခြားပစ္စည်းတွေရှိသေးရဲ့လေစောင်းတို့ခေါင်းအုံးတို့ခြင်အောင်တို့ပဲရှိတာပေါ့လေအခြားပစ္စည်းတွေလည်းရှိရဲ့အခြားပစ္စည်းတွေကဘာပစ္စည်းတွေလဲဆိုလို့ရှိရင်ဒါလေးကိုဘယ်လိုခေါ်လဲဆိုရင်ဘယ်လိုခေါ်လဲလေခလေးလေးမန်တင်ကိုဟုတ်တယ်မန်တင်ကိုလို့ခေါ်တယ်ဒါကိုကြတော့ရခင်ဟုတ်တယ်တော်လိုက်တာဒီအပြာလေးကိုအိရခင်လို့ခေါ်တယ်အိရခင်ရဲ့အောက်မှာပန်းရောင်လေးကိုကြတော့ဘယ်လိုခေါ်တော့ကလေးလိုတက်ခုံနေလေအရန်စော့တာပဲအဲ့ဒီပုံမှာပျော့စီနေအဲ့ဒါပါမှုရဟုတ်တယ်မှုရတယ်နော်ကလေးလေးတို့မှုရဒီဟာကြီးကကြတစ်ခုလုံးကြတော့ဘယ်လိုခေါ်လဲဆိုရင်ကဒင်းလို့ခေါ်တယ်ဟုတ်တယ်ဒါကြတော့အဝစ်ဖြူပါနော်ကလေးတို့ဒါလင်းလေးရဲ့အိတ်ခမ်းတဲ့အခြားပစ္စည်းတွေပါနော်ဒါဝစ်ဗီဒီယိုလို့ခေါ်တယ်သူ့ရဲ့တွေ့လားကျောင်းဝတ်စုံတွေပါထည့်ထားတယ်တွေ့လားလင်းလေးကသူ့ရဲ့ကျောင်းသွားတဲ့ဝတ်စုံတွေစိနေအဖြူလေးတွေသူ့ရဲ့အင်ဂျီဝတ်တဲ့အင်ဂျီလေးတွေပြင်သွားဝတ်တဲ့အင်ဂျီရောင်းစုံလေးသူကထည့်နေတွေ့ရနော်ဒါလေးကလွင့်နေတွေ့လားလေတိုက်လို့လွင့်နေရပုံစံအဲ့ဒါကိုဘာလို့ခေါ်လဲဆိုလို့ရှိရင်ခန်းစီလို့ခေါ်ပါတယ်လေးတို့ဒီဟာကြီးတစ်ခုလုံးလေလင်းလေးရဲ့အိတ်ခမ်းထဲမှာရှိတဲ့အခြားပစ္စည်းတွေပါနော်ခုနကလိုဖြာတို့ခြင်တောင်တို့ခေါင်းအုံးတို့အပြင်ရှိနေတဲ့ပစ္စည်းတွေပါလင်းဟာမင်းကလေးဆိုတော့ဘာလေးပါရှိတော့မှန်တင်ကုန်လေးပါရှိရလေမှန်တင်ကုန်ရှိအလှပြင်လေဟုတ်တယ်နော်လင်းကမင်းကလေးဆိုမှန်တင်ကုန်ရှိမှာအလှပြင်နေဟုတ်ပြီနော်ကလေးလေးတို့အဲ့ဒါဆိုလို့ရှိရင်လင်းရဲ့အိတ်ခမ်းထဲကပစ္စည်းတွေကြည့်ပြီးသွားပြီဆိုတော့ဒီတစ်ခါကျတော့ဒါပြီးလို့ရှိရင်တဲ့လင်းကမင်းကိုအိမ်ခန်းကိုပြမယ်ဆိုပြီးတော့နော်ဘောဝါလေးကိုအိမ်ခန်းတွေကိုပေါ်သွားတယ်အိမ်ခန်းဆိုတာဟာလေအပြင်ကဧည့်သည်လာတဲ့အခါကျလို့ရှိရင်အဲဝေးပြူပါသွားနဲ့ပြောဆိုစကားပြောတဲ့နေရာအခန်းကိုပြောတာပါနော်ခလေးလေးတို့အဲ့ဒါဆိုရင်အိမ်ခန်းထဲရောက်လဲရအောင်နော်ဘောဝါလေးကမေးပြန်ရောဒါတွေအားလုံးကိုဘယ်လိုခေါ်တာလဲဆိုပြီးသူကမေးတယ်တွေ့လားခလေးလေးတို့ဒါတွေအားလုံးဘယ်လိုခေါ်တာလဲတဲ့အဲ့တော့သူကလင်းရလေဒါကဇပွဲလို့ခေါ်တယ်ဆိုပြီးတော့အရှိခုံကြီးကိုဇပွဲလို့ပြောတယ်။လူထိုင်တဲ့ထိုင်ပုံလေးကိုကြတော့ကလတ်ထိုင်လို့ခေါ်ပါတယ်ဆိုပြီးတော့လင်းရဟိုဟာလေးပြဆက်ပြီးတော့ထပ်ပြောတယ်လင်းရဒါကလေဆိုဖာလို့ခေါ်တယ်ဟိုဟာကကြတော့တဲ့ဗီဒိုနဲ့စင်လို့ခေါ်ပါတယ်ဆိုပြီးတော့ဟိုဟာလေးပြဆက်ဟုတ်ပြီနော်သူ့ရဲ့အိမ်ခန်းထဲမှာရှိတဲ့သုံးဆောင်ပစ္စည်းတွေမိတ်ဆက်ပြီးလင်းလေးရဲ့အိမ်ခန်းထဲမှာဆိုဖာတို့ဗီဒီယိုတို့စင်တို့ပဲရှိတာမဟုတ်လေဆိုဘွဲတို့ကလတ်ထိုင်လို့ပဲလင်းလေးရဲ့အိမ်ခန်းထဲမှာလည်းအခြားပစ္စည်းရှိလေးတွေဘာပစ္စည်းတွေရှိလဲဆိုတော့ကြည့်ပါဦးဒါလေးကဘာလေးတော့မီးလေးလင်းနေလေအဲ့ဒါကိုမီးလုံးလို့ခေါ်တယ်ဟုတ်တယ်ဒါလေးကရောဒါပန်းလေးလိုက်ထားတယ်လေဘာတော့အဲ့ဒါပန်းဟုတ်တယ်ဒါကတော့သိပါတယ်နော်ကလေးလေးတို့ပန်းကား
ဟုတ်ပြီ။အော်ဒီမှာကလေးလေးတို့သိကြိုက်တယ်။အဲ့တော့ TV လို့လည်းခေါ်တယ် television လို့လည်းခေါ်တယ်။ဟုတ်ပြီနော်။အဲ့ဒါကအဲ့ TV လေးဟုတ်တယ်နော်။ဒါကခန်းစီ။အော်ဒီမှာဘောလုံးလေးကစားစရာတွေနဲ့ဒီရှိမှာဒါကြတော့ဖျားလို့ခေါ်ပါတယ်။ဒီပုံစံဟာမင်းလေးရဲ့အဲခန်းထဲမှာလေးလေးတို့မတွေ့ရတွေ့ရတယ်ပုံစံလေးပါ။ဟုတ်ပြီနော်။ကဲအဲ့ဒါဆိုလို့ရှိရင်ချက်ခိုက်လို့စက်ကြည့်ရအောင်။အော်ဒီတစ်ခါအဲခန်းလေးမိတ်ဆက်ပြီးပြီဆိုတော့အော်ကောင်းပါပြီတဲ့။နည်းခန်းလေးမိတ်ဆက်ပြီးပြီကွာတော့တင်းလေးကမပေါ်ပါလေ။သူ့ရဲ့မိဖို့အကြောင်းနဲ့လည်းမိတ်ဆက်ပေးတယ်အဲခန်းနဲ့လည်းမိတ်ဆက်ပေးတယ်အိတ်ခန်းနဲ့လည်းမိတ်ဆက်ပေးတယ်တအိမ်လုံးတော့လိုက်ပြဟုတ်တယ်နော်အဲ့တော့နော်ဘောဝါလေးရလေကောက်ပါပြီတဲ့အခုတဲ့မင်းတို့အိမ်ရှိတဲ့ပစ္စည်းတွေအားလုံးသိသွားပြီလင်းလေးရေးတဲ့ကျေးဇူးပါနော်ဆိုပြီးတော့ပြောတယ်မင်းလေးကလည်းကျန်းပါတယ်ငယ်ကြီးရေးဆိုပြီးအဲ့ဒါနဲ့ကြည်လဲကြည်ပြီးသွားပြီကိုသိကျင်တာလည်းမင်းမြန်ပြီးသွားပြီဆိုတော့လင်းလေးကိုလာနေတဲ့နော်ဘောဝါလေးကငယ်ကြီးရေးတက်တာနော်တဲ့ငါပြန်တော့မယ်ဆိုပြီးတော့နော်ဘောလင်းလေးကလေနော်ဘောဝါလေးကနှုတ်ဆက်အောင်လင်းလေးကလေတက်တာငယ်ကြီးရေးတဲ့ငါတို့နောက်တစ်ခါလည်းငါအိမ်လာလဲပါအောင်နော်ဆိုပြီးတော့လင်းကနော်ဘောဝါလေးကိုနောက်တစ်ခါသူ့အိမ်ဖိတ်ခေါ်နော်အဲ့တော့နောက်တစ်ခါလေလင်းလေးအိမ်ကိုနော်ဘောဝါလေးကတွားလဲမှာဖြစ်တယ်လို့နော်ဘောဝါလေးအိမ်ကိုလည်းလင်းကလာတယ်ဖြစ်ပါမယ်နော်အဲ့တော့တန်ငယ်ချင်းတွေအိမ်ကိုလာလဲတဲ့အခါကျလို့ရှိရင်အဲ့ဒီလိုမျိုးကိုအိမ်လိုက်ပြီးတော့မိတ်ဆက်ပေးလို့ရတယ်ဟုတ်ပြီနော်ကိုရင်ရဲ့အသုံးဆောင်ပစ္စည်းလေးတွေတငယ်ချင်းကမသိတဲ့အခါကျရင်ကိုကဘာဖြစ်လို့ရတယ်စိတ်ရှည်လက်ရှည်ပြောပြတယ်ရဟုတ်ပြီနော်ကလေးလေးတို့အဲ့ဒါဆိုရင်နော်ဘောဝါလေးကနီလေးဆိုတဲ့တငယ်ချင်းမလေးအိမ်ကိုသွားခဲ့တယ်ပဲကလေးလေးတို့ရှိပါတယ်ကလေးလေးတို့ရဲ့တငယ်ချင်းရှိပါတယ်နော်အဲ့ဒီသူတို့ရဲ့အိမ်ကိုသွားနေတဲ့အခါကျရင်ခြေတိုင်းဘာမှားထားတော့ပြောထားတော့ကလေးလေးတို့ပြောတာဖိတ်ခေါ်မှာလာလေဖို့ဖိတ်မှာသူများအိမ်ကိုသွားရမယ်ဟုတ်ပြီနော်နံပါတ်1တစ်ချက်အနေနဲ့နံပါတ်2ကဘာတော့ဖိတ်ခေါ်တဲ့အခါကျလို့ရှိရင်လေဘာလုပ်ရမလို့ဟိုကသွားလေတဲ့အခါကျရင်သူများအိမ်ကိုရောက်ပြီဆိုတာနဲ့သူများပစ္စည်းကိုဖက်မတောင်းမဲနဲ့မကင်တွေရဘူးနံပါတ်3ချက်ကဖက်မတောင်းမဲနဲ့မမင်းမြန်ရဟုတ်ပြီနော်သိကျင်စိတ်ဖြစ်ပြီးမင်းမြန်ခြင်းပြီးကင်တွေခြင်းပြီးဆိုလို့ရှိရင်အိမ်ရှင်ရဲ့ခွင့်ပြုချက်ကိုတောင်းခံရမယ်အိမ်ရှင်ခွင့်ပြုတော့မှကလေးတို့ကသူတစ်ပါးရဲ့ပစ္စည်းကိုကင်တွေအသုံးပြုတယ်နောက်တစ်ချက်ထပ်ပါမယ်နော်ကင်တွေအသုံးပြုတဲ့အခါကျလို့ရှိရင်လည်းမပြတ်စည်းအောင်ကင်တွေထည့်ရမယ်တကယ်သူများကင်တွေဖို့ခွင့်ပြုလိုက်တာကိုယ့်လက်ထဲမှာပန်းဟိုမျိုးကွမ်းဟိုတွေကွဲသွားတာမျိုးလို့ဟုတ်ပြီနော်အဲ့တော့အဲ့ဒီလိုမျိုးသူများပစ္စည်းကိုပြက်စီးသွားစေမယ်အနေထားမျိုးတွေမရှိတာကိုကတတိနဲ့သူများပစ္စည်းကိုယူတည်တည်ကင်တွေရမယ်ကင်တွေပြီးလို့ရှိရင်ကင်တွေပြီးတဲ့နေရာကိုဘာလုပ်တတ်ရမလို့ပြန်ထားရမယ်ဟုတ်ပြီနော်အဲ့ဒါကလေးလေးတို့သူများအိမ်ကိုသွားတဲ့အခါမှာလိုက်နာရမယ်စီကံနေပါနော်လိုက်ကိုလိုက်နိုင်ရမယ်နော်အဲ့ဒီအပြုမှုတွေဟာကလေးတို့အသက်ကြီးတဲ့အထိအသုံးပြုနေရမယ်အပြုမှုကောင်းနေပါနော်ငယ်ချင်းအိမ်ကိုသွားလဲကြမယ်ဆိုတဲ့သင်ခန်းစာလေးကိုအတူတူပြင်သွားကြတယ်ဒီဘောချစ်တိုင်းဒီလိုများနေဒီရီပြညာတဲ့မြန်မာညဉ့်ချင်းညာတွေချွန်ထမ်းကြပါစေနော်ဒီကြားရေးဗီဒီယိုတွေသင်ရိုးညွှန်တဲ့လေးစာကိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင်ဒီ website လေးထဲမှာဝင်ရောက်လေ့လာပါရှင်